ဟုတ်ကဲ့ပါအခုဆိုရင်ကိုစီရနိုင်ဒုတိယသချင်းဘယ်သချင်းနဲ့များပြိသက်ကိုထပ်ပြီးဖျော်ပြပေးဦးမှာလဲ ခုတကတပုတ်နေနေရတော့မိုးရင်ညိုတိုင်းလို့မြည်ရတဲ့သချင်းလေးပါ မိုးရင်ညူတိုင်း ဟုတ်ကဲ့ပါ ဒီသချင်းလေးကလည်းမိုးနဲ့ပတ်သက်တယ်ထင်တယ်နော်ကို ဟုတ်ကဲ့ပါမိုးနဲ့ပတ်သက်တဲ့သချင်းလေးပါ အကိုကမိုးနဲ့ပတ်သက်တဲ့သချင်းတွေအများကြီးဆိုဘူးတယ်ထင်တယ် ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒုတိယစီဒီမှာဟောသမုန်းနဲ့စောင့်နေမယ်ဆိုတဲ့သချင်းလေးနောက်တစ်ခါတတိယမြောက်စီဒီဖြစ်တဲ့ရင်ခုန်မှုတဲ့မိုးရသည်ပြည်သက်တွေရဲ့အပိမှုကိုအောင်မြင်မြင်ရရှိခဲ့တဲ့သချင်းလေးတွေပါ ဟုတ်ပါပြီအခုဒီသချင်းဒီစီရီလေးကဇေယနိုင်ရဲ့ခုနှစ်ခွေးမြောက်စီရီနော် ဟုတ်ကဲ့ပါ ခုနှစ်ခွေးမြောက်စီရီဆိုတာ VCD လား BCD ပါ VCD ဟို CD တွေတိတ်တွေကြတော့ CD ဘယ်နှခုလောက်ရှိပြီလဲ ကျွန်တော် BCD က9 CD တိတ်ခွေရတော့10 CD ဖြစ်ပါတယ် 10 CD ဟုတ်ကဲ့ပါ CD တွေအများကြီးထွက်ထားတဲ့ဇေယနိုင်မိုးရင်ညူတိုင်းကိုဘယ်လိုတီးဆူဖျော်ပြပေးဦးမလဲဆိုတာကျွန်တော်တို့နားထောင်ကြည့်မယ် ဟုတ်ကဲ့ပါ